မြို့ပြရဲ့အခမ်းအနားဆုံးစံအိမ်ကြီးမှာနေထိုင်တဲ့မင်းခန့်ဟာချမ်းသာကြွယ်ဝပေမဲ့စိတ်နှလုံးအေးချမ်းမှုမရှိသူပါ။တနေ့မှာတော့သူဟာလမ်းဘေးမှာပန်းရောက်ပြီးမိသားစုကိုလှုပ်ကြွေးနေတဲ့ယူသားအေးဆေးတဲ့ဈေးတယ်မလေးနှင်းနုနဲ့ဆုံတွေ့ခဲ့ပါတယ်။နှင်းနုရဲ့ဖြူစင်တဲ့အပြုံးတွေကမင်းခန့်ရဲ့ခြောက်တွေ့နေတဲ့နှလုံးသားကိုရေလောင်းပေးသလိုဖြစ်ခဲ့ပြီးသူတို့နှစ်ဦးကြားမှာမေတ္တာမြတ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီအချစ်ကပန်းခင်းလန်းမဟုတ်ခဲ့ပါဘူး။မိုးရီထဲမှာပတောင်းလေးကိုပိုက်ပြီးအခောက်ခါကားတကားတွေကိုလိုက်ခောက်နေတဲ့နှင်းနုလူချမ်းသာတွေကမှန်တကားလေးတောင်ချမှတ်ကြည့်ပဲမောင်းထွက်သွားကြတယ်။အဲ့ဒီအချိန်မှာတံမိုးကြီးကားအနက်ရောင်လေးတစ်စီးနှင်းနုရှိမှရက်သွားတယ်။ကားမှန်ကျလာတော့မြင်လိုက်ရတာကခံရပြီးမျက်ဝန်းမှာအထီးကျန်ရိပ်တွေရှက်တန်းနေတဲ့မင်းခန့်ဟာနှင်းနုရဲ့တုံရီနေတဲ့လက်ကလေးတွေကိုကြည့်ပြီးစိတ်မကောင်းဖြစ်ကပန်းတောင်းထဲကပန်းတွေအားလုံးကိုဝယ်လိုက်ပါတယ်။ဒါဟာသူတို့ရဲ့ပထမဆုံးဆုံတွေ့ခြင်းပါပဲ။အဲ့ဒီနေ့ကစပြီးမင်းခန့်ဟာညနေတိုင်းနှင်းနုပန်းရောင်းတဲ့နေရာကိုရောက်လာတတ်တယ်။သူတို့နှစ်ယောက်လမ်းဘေးကခုံတန်းလေးမှာထိုင်ပြီးစကားတွေပြောဖြစ်ကြတယ်မင်းခန့်နှင်းနုငါဘဝမှာအရာအလုံးရှိတယ်ထင်ရပေမဲ့တကယ်တော့မင်းစီကရတဲ့ဒီပန်းရင်းနှံလေးလောက်တောင်စိတ်အေးချမ်းမှုမရှိဘူးနှင်းနုကျမတို့ကလမ်းဘေးကပုံမုတ်တွေပါကိုမင်းခန့်ရဲ့ကို့နေရာကိုသိပါတယ်နှင်းနုရဲ့စကားကိုမင်းခန့်ကလက်ချောင်းလေးတွေနဲ့တားလိုက်ပြီးသူတို့နှစ်ယောက်တယောက်ကိုတယောက်တန်ရောစင်တွေတိုးလာခဲ့ကြတယ်ဒီသတင်းကိုမင်းခန့်ရဲ့မိခင်ဖြစ်သူဒေါ်မြတ်တန်နာသိသွားတဲ့အခါမှာတော့ပြဿနာကစပါတော့တယ်ဂုံပကတနာကိုအယမ်းမတ်မော်တဲ့ဒေါ်မြတ်တန်နာဟာနှင်းနုစီကိုလူလွတ်ပြီးချင်းချောက်ခဲ့တယ်လို့မင်းခန့်ကိုလည်းနိုင်ငံခြားကိုအတင်းအဓမ္မလွတ်ဖို့စီစဉ်ပါတော့တယ်မင်းခန့်နိုင်ငံခြားကိုမသွားခင်နှင်းနုနဲ့နောက်ဆုံးအကြိမ်တွေ့ဖို့ချိန်ထားတဲ့ညမိုးတွေကတဖွဲဖွဲရွာနေတယ်နှင်းနုဟာမင်းခန့်ပေးထားတဲ့လက်စွပ်လေးကိုစုပ်ကင်ပြီးချိန်ထားတဲ့နေရာမှာစောင့်နေပေမဲ့မင်းခန့်ရောက်မလာခဲ့ဘူးအဲ့ဒီအစားနှင်းနုရှိကိုရောက်လာတာကဒေါ်မြတ်တန်နာရဲ့လူယုံတွေနဲ့ငွေထုတ်တထုပ်ဒီငွေကိုယူပြီးငါသားရှိကထာဝရပြောက်ွယ်သွားလိုက်တော့ဆိုတဲ့စကားတန်ကနှင်းနုရဲ့နားထဲမှာမိုးကြိုးပစ်လိုက်တယ်လို့ပဲ